တည်ငြိမ်မှုများပိုမိုလျော့ရဲလာတဲ့ကမ္ဘာအခြေအနေအရပ်ရပ်ဖြစ်ပါတယ်။2026ခုနှစ်ဇူလိုင်လ9ရက်နေ့ကစတင်ပြီးပြန်လည်တင်းမာလာတဲ့အီရန်အရေးကိစ္စနဲ့ဟော်မုဇ်ရေလက်ကြားအခြေအနေများဟာကမ္ဘာနိုင်ငံအများစုတိုက်ရိုက်တော်၎င်းတွယ်ဝိုက်တော်၎င်းပိုမိုပါဝင်သက်ရောက်လာပြီးစစ်ရေးအရအလှုပ်ခတ်များထပ်မံပေါ်ထွက်လာပါတယ်။2026ခုနှစ်ဇူလိုင်လ9ရက်နေ့တူရကီနိုင်ငံအန်ကာရာမြို့မှာကျင်းပခဲ့တဲ့နေတိုးအဖွဲ့ကြီးရဲ့ထိပ်သီးအစည်းအဝေးပွဲအပြီးမှာသမ္မတဒေါ်နယ်ထရန့်ဟာ Air Force One လို့ခေါ်တဲ့လေယာဉ်အသစ်ကိုအင်္ဂလန်နိုင်ငံမှာဆင်းသက်ခဲ့ပြီးလေယာဉ်ပြောင်းစီးကာ Air Force One လေယာဉ်အဟောင်းနဲ့အမေရိကန်ပြည်ထောင်စုသို့ပြန်သွားခဲ့ရပါတယ်။အီရန်နိုင်ငံရဲ့လုပ်ကြံတပ်ဖြတ်မိသူများစာရင်းမှာနံပါတ်1အနေနဲ့ပထမနေရာမှာရှိသူကတော့အမေရိကန်သမ္မတထရန့်ဖြစ်ကြောင်းအစ္စရေးထောက်လှမ်းရေးအဖွဲ့ကအမေရိကန်ပြည်ထောင်စုထံအသိပေးလာခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုဟာ၎င်းအားလုပ်ကြံတပ်ဖြတ်ခံရပြီးနောက်သေဆုံးတဲ့အချိန်ကာလနောက်ပိုင်းမှာလှုပ်ဆောင်ရမည့်လုပ်ငန်းများကိုလည်းတရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးအီရန်နိုင်ငံအပေါ်ထိုးစစ်များပြန်လည်စတင်ခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုရဲ့ညွှန်ကြားချက်များမှာအီရန်အပါအဝင်ဟော်မုဇ်ရေလက်ကြားအပြင်တောင်တရုတ်ပင်လယ်အတွင်းမှကိစ္စရပ်များပါဝင်လာပါတယ်။ဇူလိုင်လ9ရက်နေ့မှာဖိလစ်ပိုင်နိုင်ငံဆိုဗစ်ဘေးလေတပ်စခန်းသို့အမေရိကန်မရိန်းတပ်ဖွဲ့ဝင်1,700နဲ့မဟာဗျူဟာမြောက်စစ်လက်နက်ပစ္စည်းကိရိယာများထပ်မံရောက်ရှိလာပါတယ်။အစ္စရေးနိုင်ငံနဲ့အီရန်နိုင်ငံတို့ရဲ့အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများလည်းအရှိန်အဟုန်မြင့်မားလျက်ရှိပြီးအီရန်နိုင်ငံက UAE နိုင်ငံအပါအဝင်ပင်လယ်ကွေ့နိုင်ငံများကိုတိုက်ခိုက်ရန်လည်းဆောင်ရွက်လျက်ရှိပါတယ်။အမေရိကန်ပြည်ထောင်စုရဲ့တိုက်ခိုက်မှုများမှာအီရန်နိုင်ငံအတွင်းမှာရှိတဲ့တရုတ်နိုင်ငံရဲ့ One Belt One Road နဲ့အခြားသောအခြေခံအဆောက်အအုံဆိုင်ရာရထားလမ်းများကိုပါထည့်သွင်းတိုက်ခိုက်လာပါတယ်။နောက်ထပ်ထပ်မံထူးခြားချက်ကတော့အရှေ့တရုတ်ပင်လယ်အနီးမှာတရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံတို့ရဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးကျင်းပခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါစစ်ရေးလေ့ကျင့်မှုနောက်ွယ်မှာတော့မြောက်ကိုရီးယားနိုင်ငံကလည်းပူးပေါင်းပါဝင်ပတ်သက်လာနိုင်တဲ့အကြိမ်အရောက်များပြသခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုနဲ့နီးကပ်တဲ့ကျူးဘားနိုင်ငံသို့အီရန်နိုင်ငံရဲ့ဒရုန်းများပို့ဆောင်ထားသည်ဟုသောသတင်းများလည်းကြားသိနေရပါတယ်။အတည်မပြုနိုင်သေးတဲ့အီရန်နိုင်ငံရဲ့ဒရုန်းများကျူးဘားနိုင်ငံမှာပို့ဆောင်ထားသည်ဟုသောသတင်းသည်လည်းအပြန်အလှန်စစ်ရေးအရပြင်ဆင်မှုများလှုပ်ဆောင်နေတယ်လို့လေ့လာသိရှိရပါတယ်။အီရန်နိုင်ငံကကာလတာရှည်စနစ်တကျပြုစုပျိုးထောင်ထားတဲ့လက်ဘနွန်နိုင်ငံအတွင်းမှဟစ်ဇ်ဘိုလာများရဲ့မြေအောက်စခန်းများကိုလည်းအစ္စရေးနိုင်ငံကထုတ်ဖော်ပြသခဲ့ပါတယ်။အလားတူပဲအနောက်ဘက်ကမ်းမှာရှိတဲ့ဟာမတ်စ်များအင်အားရုပ်လျော့သွားတဲ့အောင်ရှိတော်လဲယီမင်နိုင်ငံမှာရှိတဲ့ဟူသီသူပုန်များကလည်းကာလကြာရှည်ဂျာကန်စစ်အဖြစ်ပရော့စီဝါဖြစ်ဖန်တီးစီမံဆောင်ရွက်ထားတာလေးတွေသိရှိရမှာဖြစ်ပါတယ်။အီရန်ဟော်မုဇ်ရေလက်ကြားကိုအီရန်နိုင်ငံကအပြည့်အဝပိတ်ဆို့လိုက်ကြောင်းကြေညာခဲ့ပြီးအမေရိကန်ပြည်ထောင်စုကလည်းထိုးစစ်များဆင်နွှဲနေစဉ်ကာလမှာပင်ဟော်မုဇ်ရေလက်ကြားအားဖွင့်လှစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာရန်ကာလသတ်မှတ်ပေးခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုရဲ့ကာလသတ်မှတ်ပေးမှုပေါ်အီရန်နိုင်ငံကလည်းလိုက်နာရန်လိုအပ်ပြီးလိုက်နာမည့်အရေးအယောင်များမတွေ့ရှိရပါ။တရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံတို့ရဲ့အကူအညီများအီရန်နိုင်ငံသို့ပေးပို့မှုဟာပိုမိုထင်ရှားလာပြီးစစ်ပွဲရဲ့နယ်မြေများပိုမိုကျယ်ပြန့်လာနေပါတယ်။ဟော်မုဇ်ရေလက်ကြားမှတဆင့်အိန္ဒိယသမုဒ္ဒရာဘင်္ဂလားပင်လယ်အော်ထိုမှတဆင့်မလက္ကာရေလက်ကြားကိစ္စရပ်များအထိကျယ်ပြန့်လာနိုင်ပါတယ်။အိန္ဒိယသမုဒ္ဒရာနဲ့ဘင်္ဂလားပင်လယ်အော်ကိုဖြတ်သန်းပြီးမြန်မာနိုင်ငံကျောက်ဖြူရေနက်ဆိပ်ကမ်းမှတရုတ်နိုင်ငံကိုမင်းမြို့သို့ပေးပို့လျက်ရှိတဲ့ရေနံစိမ်းနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများအတွက်လည်းနိုင်ငံရေးအရရိုက်ခတ်မှုများရှိလာနိုင်ဖွယ်ရှိပါတယ်။ကမ္ဘာငြိမ်းချမ်းရေးအတွက်စစ်ပွဲများကျယ်ပြန့်လာခြင်းမရှိအောင်ကမ္ဘာခေါင်းဆောင်များအနေဖြင့်ဆွေးနွေးညှိနှိုင်းခြင်းငြိမ်းချမ်းသောနည်းများဖြင့်ဖြေရှင်းကြပါရန်ကမ္ဘာလူသားများကိုယ်စားတောင်းဆိုမေတ္တာရပ်ခံအပ်ပါတယ်။